လီဗာပူးသင်းရဲ့ Top 4 ဝင်ခွင့်ကို94 မိနစ် drama goal နဲ့ဒုက္ခပေးနိုင်ခဲ့တဲ့ Premier League အောက်ဆုံးက Wolves အသင်းအားလုံးမင်္ဂလာပါ Oh My Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ် Premier League ဆိုတာဘာမဆိုဖြစ်သွားနိုင်တဲ့ပြိုင်ပွဲတစ်ခုပါအမှတ်ပေးစရာကအောက်ဆုံးအသင်းက Top 4 ဝင်ဖို့ကြိုးစားနေတဲ့လီဗာပူးအသင်းကိုနာကျင်အချိန်ပို94 မိနစ်မှာအနိုင်ယူသွားပါပြီဟုတ်ပါတယ်အာဆင်နယ်နဲ့ Aston Villa တို့ကိုဒုက္ခပေးခဲ့တဲ့ Wolves အသင်းဟာဒီတစ်ပတ်မှာလည်းလီဗာပူးအသင်းကိုအိမ်ခွင်းမှာထပ်မံအနိုင်ယူခဲ့ပြီးတော့တန်းစင်းဆောင်ရုံအားဘလောက်ကြောက်ဖို့ကောင်းလဲဆိုတာကိုသက်သေပြနေပါပြီကျင်းစရာကောင်းတဲ့ပထမပိုင်းကနေယူသွစရာကောင်းလောက်တဲ့ဒုတိယပိုင်းဇလင်းအထိဘာတွေဖြစ်သွားလဲပွဲကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပထမပိုင်းကိုပြန်ကြည့်ရရင်ပွဲကတော်တော်လေးကိုအေးဆက်နေခဲ့ပါတယ်ပွဲအစခရမုတ်ကလေးကလီဗာပူးအသင်းကဘောလုံးပိုင်ဆိုင်မှုကွင်းလယ်စိုးမှုနဲ့အခွင့်အရေးချို့ရခဲ့ပေမဲ့လည်းဘာရလက်မှန်မပြသနိုင်ခဲ့ပါဘူးလီဗာပူးဘက်ကဖိအားပေးမှုတွေတိတ်မလုပ်နိုင်ခဲ့သလို Wolves အသင်းကလည်းခံစစ်ကိုပဲတေချာကြစ်လစ်စွာနဲ့အာယုံစိုက်ကစားခဲ့လို့ပွဲကငြိမ်နေခဲ့ပါတယ်လီဗာပူးအသင်းဘက်ကအဓိကတိုက်စစ်မှုအဖြစ်ပွဲထွက်လာတဲ့အေကီတကယ်ကလည်း Wolves အသင်းရဲ့ရုပ်ပိုင်းဆိုင်ရာတန်မာတဲ့နောက်တန်း3ယောက်ကြားမှာအထီးကျန်နေခဲ့ပြီးတော့ပထမပိုင်းမှာတွန်းဖက်ကစားမှုဒါမှမဟုတ်အဆုံးသက်ချိန်ချောက်မှုတွေတိတ်မလုပ်ပြနိုင်ခဲ့ပါဘူးပရိသတ်တွေတော့ပြင်းကြီးစရာပထမပိုင်းတစ်ခုဖြစ်ခဲ့ပြီးဂိုးမရှိသေးရင်လည်းပဲပြီးဆုံးခဲ့ပါတယ်ဒါပေမဲ့ဘာမှမဆိုဖြစ်သွားနိုင်တဲ့ Premier League ရဲ့ထုံးစံအတိုင်းဒုတိယပိုင်းမှာတော့ဇလန်ကတစ်မျိုးတစ်ပုံပြောင်းလဲသွားခဲ့ပါတယ်ပွဲရဲ့88မိနစ်မှာတော့အားလုံးအံ့အားသင့်သွားစေမဲ့အခိုက်အတန့်တစ်ခုကိုရောက်လာခဲ့ပါတယ် Wolves သင်းကသူတို့ရဲ့ပထမဆုံးဂိုးပေါက်ကန်သွင်းမှုနဲ့ပဲပွဲရဲ့အဖြစ်ကိုစတင်ပြောင်းလဲခဲ့ပါတယ် Rodrigo Gomez ကလီဗာပူးရဲ့ခံစစ်ကိုကြော်ဖြတ်ပြီးတိတ်တိတ်တက်တက်ကန်သွင်းသွားခဲ့လို့ Wolves သင်းဥဆောင်ကိုရရှိခဲ့ပါတယ်ဒီဂိုးကလီဗာပူးအတွက်တော့လုံးဝကိုအချန်ပီယံခေါင်းလောင်းတန်ဖြစ်သွားခဲ့ပါတယ်ဒါကြောင့်လီဗာပူးတို့ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်9မိနစ်အကြာပွဲတဲ့83မိနစ်မှာမိုဟာမက်ဆာလတ်ကလီဗာပူးအတွက်အဖိုးတန်ချီပါကိုသွင်းယူပေးခဲ့ပါတယ်ဒီဂိုးအားမိုဟာမက်ဆာလတ်အတွက်တော့နိုဝင်ဘာလ1ရက်နေ့နောက်ပိုင်းပရီးမီးယားလိမှာပထမဆုံးကိုပြန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ဆာလာနဲ့လီဗာပူးသင်းပြန်လာနိုင်ခဲ့ပြီလို့ပရိသတ်တွေအားလုံးကထင်ခဲ့ကြပါတယ်ဒါပေမဲ့ပွဲက1-1နဲ့ပြီးတော့မယ်လို့ထင်ထားတဲ့အချိန်နာကျင်ချိန်ပို94မိနစ်မှာတော့ပရီးမီးယားလိရဲ့ရက်စက်မှုနဲ့လှပကိုတပြိုင်နက်မြင်တွေ့လိုက်ရပါတယ်ဝုဖ်ကစားသမားအန်ဒရီရဲ့ကန်ချက်ဟာလီဗာပူးခံစစ်မှုဂျိုကိုမတ်နဲ့ထိပြီးတော့လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်နောက်ပြီးတော့ကမ္ဘာအကောင်ဆုံးဂိုးသမားတွေရဲ့တယောက်ဖြစ်တဲ့အလီဆင်ကိုကြော်ပြီးတော့ဂိုးပိုက်ထဲကိုတန်မတ်ဝင်သွားခဲ့ပါတယ်ပွဲပြီးမှာတော့လီဗာပူးတို့က2ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့ပဲဒူးထောက်ခဲ့ရပါတယ်ဒီရှုံးပွဲကြောင့်အာနေစလော့ရဲ့အသင်းဟာရမှတ်48မှတ်နဲ့ပရီးမီးယားလိမှာအဆင့်9နေရာမှာဆက်ရှိနေပြီးတော့အဆင့်3နဲ့4နေရာကမန်ချက်စတာယူနိုက်တက်နဲ့အက်စတွန်ဗီလာတို့နဲ့3မှတ်ကွာဟနေပါတယ်လက်ရှိချန်ပီယံလီဗာပူးအသင်းဟာဒီယာဒီပရီးမီးယားလိမှာ9ပွဲမြောက်ရှုံးပွဲကိုကြုံတွေ့ခဲ့တာဖြစ်ပြီးအဲ့ဒီ9ပွဲတွေက9ပွဲကတော့ပွဲချိန်90မိနစ်ဒါမှမဟုတ်အဲ့ဒီနောက်ပိုင်းမှာပေးလိုက်ရတဲ့ပေးဂိုးတွေကြောင့်ပဲရှုံးနိုင်ခဲ့တာဖြစ်ပါတယ်လီဗာပူးဟာဒီယာဒီမှာနာကျင်အချိန်ပိုအနိုင်ကို9ဂိုးတိခွင့်ပြုပေးခဲ့ရပြီးတော့ဒါဟာပရီးမီးယားလိတရားဒီအတွင်းမှာအများဆုံးစံချိန်မှတ်တမ်းလည်းဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ Wolves သင်းကတော့2025ခုနှစ်ဧပြီနောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်လီပွဲ2ပွဲစတိုက်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အချို့အဖြစ်ပြောရရင်တော့ဒီရှုံးပွဲဟာလီဗာပူးအသင်းအတွက်ချန်ပီယံလိဝင်ခွင့်တိုက်ပွဲမှာအကြီးအကျယ်ထိုးနှက်ခံလိုက်ရတာဖြစ်ပြီးတော့ Wolves သင်းတက်ကတော့တန်းစင်းဆောင်ကလွတ်မြောက်ဖို့မရှိသေးပေမဲ့အချိန်တစ်ခုရသွားတာတော့အမှန်ပါပဲ။ကညီကိုတို့ရောဒီပွဲရလက်ပေါ်ဘယ်လိုမြင်ကြလဲ။ပွဲချက်တွေမလာခင်ဒီလိုအနိုင်3မှတ်ရကိုရရမယ့်ပွဲတွေမှာရမှတ်တွေကိုလက်လွတ်ခဲ့ရတဲ့လီဗာပူးအသင်း Top 4 ဝင်ပါဦးမလား။အာနေစလော့အတွက်တော့လီဗာပူးနီးဘက်ရာတွေကဖျော်တွေပို့တိုးလာခဲ့ပြီလား။ဒါမှမဟုတ်တန်းစင်းဆောင်ရုံအားကိုပြသနိုင်ခဲ့တဲ့ Wolves အသင်းကပဲတကယ်ကောင်းလွန်ခဲ့တာလားဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။